Last part of your workout. Amazing job. 3 မိနစ်ပဲရှောက်နောက်ဆုံး3မိနစ် speed walk hurricane မျိုး speed walk ရှောက်training ပြီးပါပြီလို့ဟောတယ်မှာ85 please က649နဲ့training ပြီးပါပြီဒီနေ့တော့တမ်ဘူရန် training လာပြေးတာပေါ့နော်ဒီနေ့ကတော့အဲ့ဒါသူကပထမ3မိနစ်ကိုကျွန်တော်တို့လမ်းအမြန်လျှောက်ခိုင်းပြီးတော့မိနစ်20ပြေးမယ်ပြေးပြီးလို့ရှိရင်နောက်ထပ်3မိနစ်ကိုသူကလမ်းအမြန်လျှောက်ပြီးတော့ပြန်သိမ်းအောင်ပေါ့နော်တမ်ဘူရန် training ဟာလေအခုမှစပြေးမယ်လူတွေဆိုရင်အားမငယ်ပါနဲ့ကျွန်တော်ဖြည်းဖြည်းချင်းပဲဒီလိုပဲလုပ်သွားပါတော့နော်ဟိုနေပဲပြေးနိုင်လားအဲ့တော့ကျွန်တော်တို့ကဒီမာရာသွန် target ထားတယ်ဆိုလို့ရှိရင်ဒီလို training လေးလည်းကျွန်တော်ကထည့်ပေးရပါတော့နော်အဲ့တော့အားလုံးပဲ fighting မှာ